ငွေရှာရတာကခက်ခဲလိုက်တာထွက်သွားတော့လေရီလိုပဲအလွယ်တကူထွက်သွားတယ်ဆိုပြီးတော့မိမိကိုယ်မိမိညီးတွားဖို့ပါသလားအဲ့တော့မိမိရဲ့လုပ်ငန်းကိုအစွမ်းကုန်စူးစမ်းနေပါလျက်နဲ့ဒါရတဲ့ရတိုက်တဲ့အမျက်ဆုံးနေမရဘဲနဲ့လက်ပိတ်နေသလိုခံစားနေရပါသလားပြီးတော့ငွေကြေးနောက်ကိုကလိုက်နေရပါမယ်လို့ဒါငွေကြေးကမိမိစီကိုရောက်မလာဘဲနဲ့လွဲချော်နေရတဲ့အကြောင်းရင်းတွေထဲမှာလက်လန်းပိတ်နေခြင်းကလည်းအထူးအခန့်ကဏ္ဍမှာပါဝင်နေပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးထဲမှာတော့ရှေးအစဉ်အဆက်ဒါလူကြီးမင်းတွေနောက်ပြီးတော့ဘိုးစဉ်ပေါင်ဆက်ပေါ့နော်ဘိုးဘွားတွေကနေစပြီးတော့ယနေ့ခေတ်ဒါဗီဒီယိုပညာရှင်တွေအထိအောင်လက်ဆင့်ကမ်းခဲ့တဲ့ကျွန်တော်တို့လမ်းညွှန်ခဲ့ကြတဲ့အိမ်တိုင်းမှာအလွယ်တကူလှုပ်ဆောင်နိုင်ပြီးတော့အလွန်အစွမ်းထက်တဲ့လက်ပွင့်စီတဲ့နော်ငွေဝင်ကျန်းစီတဲ့စံစည်းရေရာအကြောင်းကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းကိုတည်တည်ချာချာလေးဒါလိုက်လံမှတ်သားပြီးတော့စနစ်တကျလိုက်နာပြီးတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်မိတ်ဆွေစီကိုဒါမတင်မှတ်ထားတဲ့လက်လာပါတွေနော်ငွေကြီးတွေစီးဝင်လာတာကိုလက်တွေ့မြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါကြည့်ရှုနားဆင်ပေးဖို့အတွက်လည်းကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအဲ့တော့ရေရာနီးလန်းကိုမပြောခင်မှာအရင်ဆုံးစံစည်းရထူးကြတဲ့စွမ်းအင်အကြောင်းကိုကျွန်တော်အနည်းငယ်ပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့အရှိတိုင်းယဉ်ကျေးမှုနဲ့မြမရိုးရာပေးတဲ့အယူဆတွေမှာစံဆိုတာဟာကျွန်တော်တို့တာမန်စားတော့ကုန်တစ်ခုအနေနဲ့တည်းမဟုတ်ပါဘူးစံရဲ့အတိတ်ပဲဟာကျွန်တော်တို့ပြည်စုံခြင်းကြွယ်ဝခြင်းပြီးတော့ရွှေငွေရတနာသားငါးစီစဉ်တိုးပွားခြင်းပြီးလို့ရှိရင်အာဟာရကြွယ်ဝခြင်းတွေကိုကိုစားပြုတဲ့မရှိမဖြစ်နမိတ်ဆောင်တဲ့နမိတ်ကောင်းတစ်ခုပစ္စည်းတစ်ခုပဲဖြစ်ပါတယ်အိမ်အိမ်မှာစံဦးကအမြဲတမ်းပြည်စုံနေတာဟာအဲ့ဒီအိမ်အဲ့ဒီမိသားစုရဲ့ဒါစီးပွားရေးတည်ငြိမ်မှုပြီးလို့ရှိရင်အဲ့ဒီအိမ်အဲ့ဒီမိသားစုရဲ့လက်လာပါတိုးပွားမှုကိုပြသတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့စံစည်းကိုအသုံးပြုပြီးတော့စနစ်တကျရေရာပြုလုပ်ခြင်းကမိတ်ဆွေရဲ့အိမ်ဒါမှမဟုတ်လို့ရှိရင်မိတ်ဆွေရဲ့ဆိုင်တွေကိုကောင်းမွန်တဲ့စွမ်းရည်တွေနောက်ပြီးတော့ငွေကြေးလက်လာပါတွေကိုဒါတန်လိုက်လို့ပဲဆွဲခေါ်ပေးနိုင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်ငွေဝင်ကျန်းစီမဲ့လက်လာပါတွေပွင့်လန်းစီမဲ့ပထမဦးဆုံးစံစည်းရေရာကိုစတင်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာကိုပြောပြပေးပါမယ်အဲ့တော့ဒီရေရာကမိမိရဲ့အိမ်အတွင်းဒါမှမဟုတ်လို့ရှိရင်မိမိရဲ့ဆိုင်အတွင်းနော်အယောင်ဆိုင်တွေကိုဒါငွေကြီးတွေလက်လာပါတွေအဆက်မပြတ်စီးဝင်လာစီဖို့အတွက်ရည်ရွယ်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်။လိုအပ်တဲ့ပစ္စည်းတွေအနေနဲ့ကတော့ကျွန်တော်တို့ဖန်ခွက်အသေးနော်အကြည်တန်းတန်းလေးတစ်လုံးနော်အဲ့ဒီဖန်ခွက်လေးကတော့အပြည့်အနာစာဒါမပါဖို့အတွက်တော့လိုအပ်ပါတယ်နော်။ပြီးလို့ရှိရင်ကျွန်တော်တို့စံစည်းပေါ့နော်စံစည်းရည်တွေဖြစ်တဲ့ကြောင့်မို့လို့စံစည်းလိုအပ်ပါတယ်။စံစည်းကိုလည်းကျွန်တော်တို့ဒါစပလုံးတွေဇက်ခွဲတွေမပါစီပဲနဲ့ကျွန်တော်တို့တန့်စင်ထားတဲ့စံအမျိုးအစားဒါကောင်းကောင်းအသုံးပြုမယ်ဆိုရှင်ပို့ပြီးတော့ကောင်းပါတယ်ပြီးသားလို့ရှိရင်ကျွန်တော်တို့အကျွေးစည်းပေါ့နော်အကျွေးစည်းရှိရင်လည်းအကျွေးစည်းဆောင်ရွက်ပါအကျွေးစည်းမရှိလို့ရှိရင်เนาะကျွန်တော်တို့ဒါလက်ရှိသုံးနေတဲ့ငွေဆက်ကိုဆောင်ရွက်လို့ရပါတယ်အဲတော့အကျွေးစည်းရှိတဲ့သူတွေကတစ်စီးရှိရင်တစ်စီးသုံးစီးရှိရင်သုံးစီးပေါ့နော်ငါးစီးရှိရင်ငါးစီးကိုးစီးရှိရင်ကိုးစီးပေါ့နော်မိမိမှာဒါရှိတဲ့เนาะအကျွေးစည်းအရေးအတွက်တိုင်းဆောင်ရွက်လို့ရပါတယ်အဲ့တော့မာကနန်းဖြစ်ဖို့လိုပါတယ်เนาะအဲ့တော့ဒီနေ့ခေတ်မှာသုံးဆွဲနေတဲ့အကျွေးစည်းဆိုလို့ရှိရင်လည်းရပါတယ်နောက်ပြီးရင်ကျွန်တော်တို့ဒါရွှေရောင်ဒါမှမဟုတ်လို့ရှိရင်အနီရောင်ရှိတဲ့ပိတ်စာတည်တည်လေးတစ်ခုဖြစ်ပါတယ်အဲ့တော့ဘာလို့ဒီရွှေရောင်တို့အနီရောင်တို့ကိုသုံးခိုင်းရတာလဲဆိုလို့ရှိရင်ဒီရွှေရောင်တို့ဒါအနီရောင်တို့ဆိုတာကဒီလက်လာပါကိုဒါလုံစော်ပေးတဲ့အရောင်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အပေါ်မှာတင်ပြခဲ့တဲ့ပစ္စည်းတွေစုံမရေးဆိုလို့ရှိရင်ဒါဒီရေရာကိုဘယ်အချိန်မှပြုလို့ရမလဲဆိုတာကတော့အလွန်ရေးကြီးပါတယ်အဲ့တော့ဒီစံစည်းရေရာကိုကျွန်တော်တို့နေ့တစ်နေ့ရဲ့เนาะနေထွက်ချိန်ကနေစပါเนาะအဲ့တော့မနေ့6နာရီရနေပြီးတော့မှ9နာရီအတွင်းမှာပြုလုပ်မယ်ဆိုလို့ရှိရင်အထီရောက်ဆုံးပဲဖြစ်ပါတယ်ပြုလုပ်နည်းအစဉ်စဉ်ကတော့ဒါကျွန်တော်အပေါ်မှာတင်ပြခဲ့တဲ့เนาะဒါပြင်ဆင်ထားတဲ့ဖန်ခွက်အကြီးเนาะဒီဖန်ခွက်အကြီးတွေကိုကျွန်တော်တို့စံစည်းတွေเนาะစံစည်းတွေကိုကျွန်တော်တို့အပြည့်နီးထည့်လိုက်ပါเนาะပြီးသားလို့ရှိရင်เนาะကျွန်တော်တို့အကျွေစည်းကိုဒါတစ်စီးရှိရတဲ့တစ်စီးသုံးစီးရှိရတဲ့သုံးစီးငါးစီးရှိရတဲ့ငါးစီးကိုးစီးရှိရတဲ့ကိုးစီးပေါ့เนาะအဲ့လိုတစ်စီးချင်းယူပြီးတော့မှဒါမိမိရဲ့အိမ်မှာဒါမှမဟုတ်ရှင်မိမိရဲ့ဆိုင်မှာငွေဝင်ပါစေစီးပွားတက်ပါစေလို့စိတ်ထဲကနေဆူတောင်းရင်းနဲ့ပဲအဲ့ဒီစံစည်းတွေကိုဒီအကျွေစည်းတွေကိုမြုပ်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့အကျွေစည်းမရှိဘဲနဲ့เนาะကျွန်တော်တို့ဒါငွေဆက်ကူသားနဲ့လုပ်တဲ့သူတွေကတော့ကျွန်တော်တို့ငွေဆက်ကူကို၄တောင်ပုံစံလေးခောက်လိုက်ပေါ့เนาะခောက်ပြီးလို့ရှိရင်စောစောကလိုပဲဒါအကျွေစည်းထည့်လို့ပဲเนาะဒါတရွက်ချင်းမိမိကဒါစံစည်းတွေကိုမြုပ်နှံပြီးတော့မှเนาะမိမိအိမ်မှာဒါမှမဟုတ်ရှင်မိမိဆိုင်မှာငွေဝင်ပါစေစီးပွားတက်ပါစေဆိုပြီးတော့စိတ်ထဲကနေဆူတောင်းပြီးတော့စံစည်းတွေကိုမြုပ်ပြီးတော့ထည့်ပေးရပါမယ်
အဲ့တော့အကျွေးစီတွေအားလုံးเนาะဒါငွေဆက်ကူတွေအားလုံးဆန်တဲ့ကိုမြုပ်သွားပြီဆိုလို့ရှိရင်เนาะအဲ့ဒီဒါဖန်ခွက်เนาะပကံလုံးရဲ့အောက်ခြေမှာကျွန်တော်အပေါ်မှာရှာခိုင်းထားတဲ့ရွှေရောင်ဒါမှမဟုတ်လို့ရှိရင်အနီရောင်ပိတ်စာလေးကိုဒါတက်တက်ရရက်ကလေးခံထားလိုက်ပါเนาะခံထားပြီးလို့ရှိရင်ကျွန်တော်တို့ဒီဆန်ခွက်ကိုဒါထိမ့်သိရမှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်ပြီးသွားပြီဆိုလို့ရှိရင်เนาะရေရာဆန်ခွက်ထားရှိရမယ့်နေရာနဲ့เนาะဒါရေရှည်ဘယ်လိုထိမ့်သိမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်အဲ့တော့ပြုလုပ်ပြီးသွားတဲ့ရေရာဆန်ခွက်ကိုဒါအိမ်ရဲ့ဒါဘယ်နေရာမှာထားရမလဲဆိုတော့အရှိတိုင်းပေတွေနဲ့ဖုံးရွှေအယူအဆရเนาะဒါမိမိအိမ်ရဲ့เนาะဒါအရှိတောင်ဘက်เนาะအဲ့ဒီအရှိတောင်ဘက်ဟာဒါငွေကြီးနဲ့လက်လာပါစီစဉ်ရာတောင်ဖြစ်ပါတယ်เนาะအဲ့တော့ဒါအင်္ဂလိပ်လိုဆိုရင်တော့ဒါ well corner လို့ခေါ်တာပေါ့เนาะအဲ့ဒီအရှိတောင်တောင်မှာကျွန်တော်တို့ထားပေးရပါမယ်အဲ့တော့အရက်မျက်နှာကိုဘယ်လိုတွက်လဲဆိုတော့ကျွန်တော်တို့နေထွက်ရအရက်ကိုဒါအရှိရက်ထားပြီးတော့ပဲမူတည်ပြီးတွက်ပါမိမိအိမ်ကဘယ်အရက်ကိုပဲလှည့်เนาะအဲ့တော့နေထွက်ရအရက်ကိုအရှိရက်ယူပြီးတော့မိမိအိမ်ရဲ့အရှိတောင်တောင်မှာထားပေးပါဒီစံစစ်ရေရာခွက်ကိုဒါမိမိအိမ်ဒါမှမဟုတ်လို့ရှိရင်မိမိဆိုင်ရဲ့အရှိတောင်ဘက်အရက်မှာရှိတဲ့เนาะအမြင့်တစ်ခုခုပေါ့เนาะစင်မြင့်တစ်ခုခုပေါ်မှာဒါမြက်နှုံလို့အမြက်တနိုးလေးတင်ထားပေးပါတကယ်လို့မှအရှိတောင်ရက်မှာမိမိအိမ်ရဲ့အရှိတောင်ဘက်မှာထားဖို့အဆင်မပြေဘူးဆိုလို့ရှိရင်လေဒါမိမိအိမ်မိမိဆိုင်ရဲ့เนาะငွေသိန်းနဲ့တစ်တာငွေသိန်းနဲ့အန်ဆွဲเนาะဒါမှမဟုတ်ရှင်ငွေသိန်းနဲ့ဗီဒီယိုเนาะစသဖြင့်เนาะဒီလိုငွေသိန်းတဲ့နေရာတွေရဲ့အနီးနားမှာထားရှိနိုင်ပါတယ်ဒီနေရာမှာမဖြစ်မနေလိုက်နိုင်ရမယ်လျှို့ဝှက်ချက်တစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကတော့ဒီရေရာခွက်တွေကစံစည်းတွေကနော်ညှဉ်းနှွမ်းသွားတယ်အယောင်ပြောင်းလဲသွားတယ်ဆိုလို့ရှိရင်နော်အသစ်လဲပေးရမှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ဒီစံစည်းအဟောင်းတွေကိုတော့ဒါအမိုက်ပုံးနဲ့ဆွန့်ပစ်တာမျိုးတွေပါတယ်မလုပ်ပါနဲ့နော်ဒီစံစည်းလေးတွေကိုဒါငှက်ကလေးတွေနော်ဒါမှမဟုတ်လို့ရှိရင်တရိတ်ဆန်လေးတွေကိုအစာအဖြစ်ဒါကျွေးမွေးပြီးတော့ဆွန့်ပစ်ပေးပါနော်ငှက်စာတို့ကြက်စာတို့ကျွေးလို့ရပါတယ်နော်အဲ့တော့အကျွေးစည်းကိုတော့ကျွန်တော်တို့ဒါရေစီးတန့်စင်ပြီးတော့နောက်တစ်ချိန်ရေရအတွက်เนาะဆန်အသစ်နဲ့ပြန်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီအပြင်မှာကျွန်တော်တို့အိမ်တိုင်းမှာရှိပြီးသားဖြစ်တဲ့ဆန်အိုးကိုเนาะသုံးပြီးတော့လည်းလက်ခေါ်လို့ရပါသေးတယ်အဲ့တော့ဆန်အိုးဟာအိမ်တအိမ်เนาะအိမ်အောင်စုတစုမိသားစုတစုရဲ့ဝမ်းစာတွေမကဘဲနဲ့စီးပွားရေးအတက်အကျကိုပါဒါဆုံးဖြတ်ပေးနိုင်ပါတယ်အဲ့တော့ပထမဆုံးစီကံကတော့မိမိအိမ်ကဆန်အိုးထဲမှာဆန်ကိုလုံးဝကုန်ခန်းသွားတဲ့အထိဘယ်တော့မှမသုံးဖြစ်ပါနဲ့မထားပါနဲ့เนาะဒါဆန်အိုးအောက်ခြေပေါ်ကန်နေပြီဆိုတာနဲ့ကျွန်တော်တို့ဆန်အသစ်ကိုအမြန်ဆုံးဝယ်ယူဖြည့်တင်ပေးပါเนาะဆန်အိုးအမြဲပြည့်နေခြင်းကဒါမိတ်ဆွေရဲ့အိမ်မှာငွေကြီးဘယ်တော့မှပြတ်တော့မသွားစေဖို့အကာအကွယ်ပေးပါတယ်နောက်ဆန်အိုးနဲ့ပတ်သက်တဲ့ဒုတိယလျှို့ဝှက်ချက်ကတော့လက်ခေါ်ပစ္စည်းထည့်ထားခြင်းပါပဲเนาะအဲ့တော့ငွေဆက်ကိုအသစ်တွေရပေါ့ဥပမာ1000တန်ဒါမှမဟုတ်လို့ရှိရင်1000တန်9000တန်စသဖြင့်เนาะဒါလက်တဲ့เนาะတစ်တဲ့ဒါငွေဆက်ကိုတရွက်ကိုကျွန်တော်တို့ plastic 8အကြည်နဲ့တည်တည်ချာချာထုတ်ပြီးတော့ဒါမိမိအိမ်မှာထားတဲ့ဆန်အိုးရဲ့ကျွန်တော်တို့အောက်ခြေအလေတဲ့တဲ့မှာမြုပ်ထားပေးပါเนาะဒါမှမဟုတ်လို့ရှိရင်လည်းစောစောအကျွေးစီကိုထည့်ခြင်းနဲ့ဆိုလည်းထည့်ထားလို့ရပါတယ်เนาะအဲ့တော့ဆန်အိုးတွေကိုဒါထည့်ထားပေးအောင်ပါပဲเนาะဒါဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်ငွေကြီးတွေကိုဒါအရှိန်အဟုန်နဲ့เนาะအစမပြတ်စီးဝင်လာစေဖို့အတွက်ဆဲဆောင်တဲ့ဒါရှေးရိုးရာလက်ကော်နီလန်းကောင်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဘေးရင်ရေရာတွေကိုလှုပ်ဆောင်တဲ့နေရာမှာပို့ပြီးတော့ထိရောက်စေဖို့ညံဆန်စေဖို့ဆိုလို့ရှိရင်ကျွန်တော်တို့တွေကလက်တွေ့ကျတဲ့เนาะကံမြင့်ဌာနကိုလည်းပူရွယ်လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ရေရာဆိုတာကကြတော့ကံကိုမြင့်တင်ပေးတာเนาะလမ်းကြောင်းပွင့်အောင်လုပ်တာဖြစ်ပြီးတော့ဒါနလူကတော့အဲ့ဒီလမ်းကြောင်းတွေကိုငွေတွေအလုံးရင်းနဲ့ဝင်လာအောင်လက်တွေအလုံးရင်းနဲ့ဝင်လာအောင်တွန်းပို့ပေးတဲ့အင်ဂျင်ဆက်တစ်လုံးလိုပဲဖြစ်ပါတယ်အကောင်းဆုံးကံမြင့်နည်းကတော့ကျွန်တော်တို့ဒီရေရာနဲ့ပတ်သက်ပြီးတော့စံစည်းဒါနပြုခြင်းပဲဖြစ်ပါတယ်အဲ့တော့မနေ့ခင်းတိုင်းမှာမိမိအိမ်ရဲ့เนาะအမိုးပေါ်ဒါမှမဟုတ်လို့ရှင်ဗရန်ဒါเนาะ channel မှာငှက်ကလေးတွေလာလို့ရှိရင်စားနိုင်ဖို့စံစည်းလေးတွေနဲ့ရေခွက်ကလေးတွေကိုပုံမှန်ဒါကျွေးမွေးလှူဒန်းပေးပါเนาะအဲ့တော့ငှက်ကလေးတွေတိရစ္ဆာန်ကလေးတွေစားလောင်မွတ်တဲ့နေချိန်မှာမိမိကြောင့်မို့လို့ဒါသူတို့လေးတွေဝမ်းဝသွားတယ်ဆိုလို့ရှိရင်အဲ့ဒီရတဲ့အကျိုးကျေးဇူးဟာအင်မတန်မှကြီးမားပါတယ်အဲ့ဒီအပြင်မှာဒါမိမိထက်နွမ်းပါတဲ့သူတွေနောက်ပြီးတော့သီလရှင်ဒါเจ้าတွေနော်ဘုန်းတော်ကြီးเจ้าတွေကိုလည်းမိမိတက်နိုင်သလောက်ဒါစံနော်စံလူတန်းပေးခြင်းကဒါမိတ်ဆွေရဲ့ကံစားတာကိုအမြင့်ဆုံးထိမြင့်တင်ပေးပြီးတော့မှလက်လာပါတွေပွင့်လန်းစေပါတယ်ငွေဝင်လန်းတွေကိုဖြောင်းပြသွားစေမှာပဲဖြစ်ပါတယ်ရေရာဆိုတာကတော့ဒါစိတ်ပိုင်းဆိုင်ရာခွန်အားကိုဖြစ်စေပြီးတော့မှဒါမိမိစီကိုကောင်းမွန်တဲ့စွမ်းအင်တွေကိုဖိတ်ခေါ်တာပဲဖြစ်ပါတယ်ဒါပေမဲ့အရေးအကြီးဆုံးကတော့ဒါမိမိတို့ရဲ့ယုံကြည်မှုစေတနာတန်တန်တဲ့အတူဒါမိမိတို့ရဲ့လုပ်ငန်းခွင်မှာလည်းအလုံးမှာလည်းဒါယူသားရမယ်နောက်ကြိုးစားရမယ်เนาะအားထုတ်မှုတွေနဲ့ပေါင်းဆက်ပြီးလုပ်ဖို့အတွက်လည်းလိုအပ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်เนาะဒါမကြခင်မှာပဲဒီမိတ်ဆွေရဲ့เนาะလုံလာဝရိယရဲ့เนาะ
ဒီကံရဲ့ကျွန်တော်တို့ပေါင်းဆက်ပြီးတော့ဒါမိတ်ဆွေစီကိုဒါလက်လာပါတွေဒါဝင်ရောက်လာပါလိမ့်မယ်ငွေဝင်ချမ်းပြီးတော့စီးပွားရေးတွေဟာလည်းလက်ရှိတဲ့ကိုအစပေါင်းများစွာအောင်မြင်တိုးတက်လာမှာအမှန်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်အခုလိုအဆုံးထိအောင်လိုက်ပါကြည့်ရှုနားဆင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးဒါလက်လာပါများအဆက်မပြတ်ပွင့်လန်းကြပါစေလို့ကျွန်တော်ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေ